မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာဒီ Rhino 08ရဲ့ user interface ကို customize ပြုလုပ်တဲ့ပုံစံကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ customize လုပ်ဖို့အတွက်တစ်ခုကိုယူပေးလိုက်မယ်ပေါ့ဒါသူ standard ပေးထားတဲ့ဟိုပါပေါ့နော်သူ့ထဲမှာဆိုသူ default ပေးထားတာဆိုရင်ဒီဘက်က main ဆိုတဲ့ toolbar ကိုရှိမှာပေါ့နော်ဒီဘက်က tools menu တစ်ခုကိုဖွင့်ရလို့ရှိရင်ဒီဘက် channel main menu တွေမှာသူရဲ့အဓိကအသုံးများတဲ့ command တွေကိုဒီဘက် channel မှာလာပြပေးတယ်ပေါ့ဒါတစ်ပိုင်းပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ UI ကိုဒီ viewport တွေနောက်တစ်ခါသုံးများတဲ့ဒီထဲမှာမပေးထားတဲ့ဟာတွေကိုလည်းကျွန်တော်တို့သုံးတဲ့ဟာတွေကိုဒီထဲမှာ customize ပြင်ပြီးတော့သုံးမှာပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဒီ window တွေက panel ကိုတွားလိုက်လို့ရှိရင်ဒီထဲမှာအရင်ဆုံးတွေ့ရမှာ property layer ပေါ့နော်အဲ့တော့ဒီထဲတစ်ခုကိုယူလိုက်မယ် layer အဲ့ဆိုရင်သူ့ထဲမှာဒီ default အနေနဲ့ဒီလိုကြာလာတယ်ပေါ့နော်ဒီ layer တို့ properties တို့ display တို့ကလည်းကျွန်တော်တို့ကဒီ modeling လုပ်နေတဲ့အချိန်မှာအသုံးများတဲ့ဟို tools တွေဖြစ်တဲ့အတွက်ဒီဟာတွေကိုတခါတည်းကျွန်တော်တို့ဒီ UI ထဲမှာပေါ်ထားလိုက်မယ်ပေါ့နော်အဲ့တော့ဒီကဒီလိုအများအပေါင်းလက္ခဏာလေးပြောင်းသွားတဲ့အချိန်မှာ click နှိပ်ပြီးဆွဲလိုက်ဒီလိုဘေးနားမှာဒီလိုအပြာရောင်တန်းလေးပေါ်လာလို့ရှိရင် click နှိပ်ထားတဲ့ဟာကိုလွတ်လိုက်အဲဆိုသူကဒီ site ဘေးဘက်မှာသူက toolbars အနေနဲ့ကပ်ပြီးရှိနေတယ်ပေါ့နော်အရင်ဆုံးဒီဟာပြောင်းမယ်သူ့ထဲမှာနောက်ထပ် tabs တွေကိုလာထည့်မယ်ဆိုရင်လည်းဒီကဆက်သွားပုံလေးကိုနှိပ်လိုက်ပြီးလို့ရှိရင်မှဒီ show panel အောက်မှာဆိုတခြားပေါ်ထားခြင်းတဲ့ဟာတွေကိုဒီလို tick လုပ်ပေးလိုက်ရင်ရတယ်ပေါ့နော်ဒီဟာကိုဖြိုးလိုက်လို့ရှိရင်ဒီထဲမှာပျောက်သွားတယ်ဒါဒီ window တွေက panel တွေကိုလာပြီးတော့လုပ်လို့ရတယ်ပေါ့နော်နောက်ထပ်ဘယ်ဟာလုပ်မလဲဆိုတော့ windows တွေကပဲဒီ toolbars ကိုတွားလေးရတယ်ဒါမှမဟုတ်ရင်ဒီ tools တွေက option ကိုနှိပ်လေးရတယ်ဒါမှမဟုတ်လို့ချင်းဒီ command တွေမှာ option ဆိုပြီးရိုက်လိုက်လေးရတယ်ပေါ့နော်အဲဒီကို option တွေရောက်တော့ပြီဆိုရင်သူ့မှာ document property ရှိတယ် Rhino option ရှိတယ်ဒီ Rhino option ရဲ့အောက်မှာ toolbar ဆိုတဲ့ဟာကိုဆက်သွားတယ်ဒီ toolbars တွေမှာလည်းကျွန်တော်တို့ကဘယ်ဟာကိုယူမှာလဲဆိုတော့ဒီမှာrecently used ဆိုတဲ့ဒီ command bar လေးကိုယူမယ် menu bar လေးပေါ့နော်ဒီကိုယူလိုက်မယ်ပြီးရင်ဒီ recently used ကိုလည်းဒီဘက်ချက်မှာလာထည့်ထားမယ် okay တစ်ချက်နှိပ်လိုက်ဥပမာသူ့ကိုဒီထဲမှာတီးတန်းတစ်ခုအနေနဲ့ထားခြင်းနဲ့ဆိုရင်ဒီလိုထားလို့ရတယ်ဒါဒီဘက်အပေါ်ကဒီ layer တို့ properties တို့ ਨੇ မပေါင်းတော့ဘူးပေါ့နော်ဒါမှမဟုတ်သူ့ကိုဒီ tab တွေရဲ့အောက်ကိုပဲထည့်မယ်ဆိုလို့ရှိရင်ဒီဘက်အပေါင်းလက္ခဏာနဲ့မရွှေ့ဘဲနဲ့ဒီဘက်ဒီလိုများကောင်းလေးပေါ်နေတဲ့အချိန်မှာသူ့ကိုဒီလိုကင်ပြီးရွှေ့လိုက်အဲဆိုရင်ဒီက tab တွေနဲ့သူကတော့ပေါင်းဒါကိုအဆင်ပြေသလိုထားပေါ့နော်ဒီလိုလေးအဆင်ပြေတယ်ဆိုရင်ဒီ recently used ကဘယ်မှာအသုံးဝင်လဲဆိုတော့ကျွန်တော်တို့ဥပမာဒီကကျွန်တော်တို့ဒီမှာသုံးလိုက်တဲ့ command တွေပေါ့နော်ဒီမှာတစ်ခုသုံးလိုက်တယ်ဆိုရင်ဒီ command ကဒီမှာလာပေါ်တယ်ပေါ့နော်အဲဆိုကျွန်တော်တို့ကနောက်ထပ်ဒီ line တွေကိုသုံးရင်းနဲ့ service တွေကိုသုံးတယ် line တွေသုံးတယ် service တွေသုံးတယ်နောက်ဆုံးကိုသုံးထားတဲ့ command တွေကဒီ tab တွေကတော့ပြန်ရှာစရာမလိုဘဲနဲ့ကျွန်တော်တို့ဒီ recently used ဆိုတဲ့နေရာမှာပြန်လာပြီးတော့ command ကိုယူသုံးလို့ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ modeling လုပ်ရတာမြန်တယ်အလုပ်တွင်တယ်ပေါ့ပြီးရင်ကျွန်တော်တို့ option တွေကိုပြန်သွားမယ်ဒီထဲမှာလည်းနောက်ထပ်သုံးကျင်တဲ့ဟာရှိလို့ရင်ဒီလို tick လေးလုပ်လိုက်ပေါ့နော်အဲဆိုရင်သူကဒီသီးသန့် menu အနေနဲ့တစ်ခုထွက်လာမယ်ပေါ့အဲ့ဒါကိုဒီဘေးတွေမှာအောက်တွေမှာကိုအဆင်ပြေတဲ့နာမှာ dock လုပ်ပြီးသုံးလို့ရတယ်ပြီးရင်ဒီ toolbar ဘေးကဒီများလေးကိုတစ်ချက်နှိပ်လိုက်ရင် size and style ဆိုတဲ့ဟာလေးရှိတယ်အဲ့မှာစောနာကျွန်တော်တို့ယူလိုက်တဲ့ဒီ recently used တဲမှာ maximum bottom မှာ30ဆိုပြီးသူကပေးတာအဲ့ဒီဟာကိုလည်း customize လုပ်ပြီးသုံးလို့ရတယ်ပေါ့နော်ဥပမာဒီထဲမှာနောက်ဆုံးသုံးလိုက်တဲ့ဟာပဲနှစ်ခုကိုပြချင်တာလဲပေါ့အခုဒီမှာ10ခုဆိုတော့ဒီ command မှာ10ခုပြပေးရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာကို20လောက်ထားလိုက်ဒါတော့ပို့အဆင်ပြေသလောက်ထားပေါ့နော်ပြီးရင်နောက်ထပ်ဒီ tab display style ပေါ့ကျွန်တော်တို့ကဒီသူ့အောက်မှာ3ခုပေးထားတယ်ပေါ့နော် floating ဆိုတာကဒီလို dock လောက်ထားတာမဟုတ်ဘူးဒီလိုကျွန်တော်တို့ရဲ့ဒီ viewport ထဲမှာဒီလိုအရှင်အနေနဲ့ကြာလာတဲ့ menu ကိုပြောတာပေါ့အဲ့ဒီမှာ display style လို့ပြောတော့သူကဒီမှာ floating မှာ both image and text ဆိုပြီးရေးတာအဲ့ဒါဘာပြောလဲဆိုဒီအပေါ်မှာသူရဲ့ recent use ဆိုတဲ့
menu ရဲ့ဒီ logo လေးပေါ့နော်ဒီနာရီဝိုင်းလို logo လေးနဲ့သူ့ရဲ့နာမည်ကိုပါတွဲပြီးရေးထားတာကိုပြောတာပေါ့ဥပမာအဲ့ဒီဟာကိုပြောင်းလိုက်လို့ရှိရင် image only ဆိုရင်ဘေးကသူ့ရဲ့နာမည် text ကပျောက်တော့text only ဆိုလဲဟိုဟာ logo ကမပါဘူးပေါ့နော်both image and text ဆိုလို့ရှိရင်သူက logo ရောနာမည်ရောကိုတွဲပြီးပြပေးတာပေါ့ဒါကဒီ floating ဖြစ်နေတဲ့ဟိုဟာအတွက် top and bottom ဆိုတာကြတော့ဒီအပေါ်ဘက်ချမ်းနဲ့အောက်ဘက်ချမ်းမှာ top လောက်ထားတဲ့ဒီ menu bar တွေပြောကျွန်တော်ကတော့ဒီ top and bottom ကိုကြတော့သူ default အတိုင်း text only ပဲထားလိုက်မယ်ဒီ site ကိုကျွန်တော်က both image and text ဆိုပြီးတော့ပြောင်းလိုက်ဒီလိုတခုခု top လောက်ထားပြီးသားနေရာမှာထည့်မယ်ဆိုလို့ရှိရင်အဲ့ဒီကိုရွှေ့လိုက်တဲ့အချိန်မှာဒီလိုအပြာကွက်လေးတွေပေါ်လာအဲ့တော့ဒီအောက်နားကိုထားခြင်းတဲ့နေရာကိုရွှေ့လိုက်ပါနော်ဟိုဒီဘေးကပဲပြန်ပြီးထားခြင်းတယ်ဆိုရင်ဒီဘေးနားမှာသူအရှည်လိုက်ဖြစ်သွားအပေါ်မှာထည့်မယ်ဆိုရင်အပေါ်မှာပေါ့နော်အောက်ဘက်နားမှာထည့်လို့ရှိရင်သူဒီဘက် main menu လို့ပဲသူခေါင်းစဉ်တွေမပေါ်တော့ဘူးဒီလိုထည့်မယ်ဆိုလို့ရှိရင်တော့သူ tab ကိုဖွင့်လိုက်လို့ရှိရင်နာမည်နဲ့ logo နဲ့ကိုတွဲပြီးမြင်ရတယ်ပေါ့ပြီးရင်နောက်ထပ်အဲ့ Tuesday ရဲ့ option ကိုပဲတွားမယ်ပြီးရင်ဒီအပေါ်က toolbar appearance မှာဒီ logo button size ကိုကြီးသေးပြန်ညှိပြီးသုံးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့နည်းနည်းမြင်သာထင်သာလေးရှိအောင်30လောက်မှထားလိုက် tab size ဆိုတာအကြတော့ဒီဘေးက layer တို့ properties တို့အဲ့ရ tab ဟိုဟာတွေရဲ့ size ကိုပြောနည်းနည်းမြင်ရတဲ့အနေထားလောက်ပေါ့ပြီးရင်ကျွန်တော်ဒီအပေါ်က document properties တွေကိုတွားမယ်ပေါ့နော် grid ကိုရင်တွားမယ်ဒီမှာ apply grid change to ဆိုတဲ့နေရာမှာ all viewport ကို select ပေးထားမယ်အဲဆိုရင်ဒီက viewport ၄ခုလုံးမှာဒီ setting ကတော်ပြီးတက်ရောက်မှာပေါ့25ဒီမှာ minor grid line spacing မှာ1 major line area က5 line မြောက်မှာတစ်ခုထားမယ်အဲ okay တစ်ချက်နှိပ်လိုက်အဲဆိုရင်ဒီလိုလေးဖြစ်သွားပြီးလို့ရှိရင်ဒီ user interface ကြီးကကျွန်တော်တို့ဒီဖြူရောင်နဲ့သုံးလို့ရှိရင်ကျွန်တော်တို့ဒီ software ကိုအကြာကြီးသုံးတဲ့အချိန်မှာမျက်စိကိုတော်တော်ထိရပေါ့နော်အလင်း reflection များပြီးတော့လေအဲ့တော့ကျွန်တော်တို့အဲ့ဒီဟာကိုလည်း things ကိုလည်းပြောင်းမယ်ဒီ appearance rhino option အောက်က appearance တွေကိုတွားမယ် appearance အောက်က color မှာပထမဆုံးသူကဒီ default ကတော့ light things ပေါ့နော်တက်ကိုတစ်ချက်ပြောင်းကြည့်အဲ့ဒါဆိုရင်ဒီဘေးကtools bar တွေနေရာကကြတော့အမဲရောင်ပြောင်းပြီးတော့အလဲကတော့မပြောင်းဘူး custom ကိုတစ်ချက်ပြောင်းကြည့် custom မှာဒီ background ဆိုတာကကြတော့ခုမြင်နေရခဲရောင် color ကိုတစ်ချက်နှိပ်လိုက်ပြီးရင်အဲ့ဒီဟာကိုလည်းကျွန်တော်လုံးဝအနက်ပဲထားတယ် background ကို black ထားလိုက်တဲ့အချိန်မှာဒီ grid line တွေရဲ့အလင်းပြန်တာကတခုဖြစ်လာတော့အဲ့တော့ဒီ grid မှာ2 line ရှိတယ် major grid line နဲ့ minor grid line အဲ့တော့သူ့ကိုလည်းဒီ color မှာ select ပေးပြီးတော့ value ဆိုတဲ့ဟာကို short ပေးလိုက်အဲ့ဒါ reflection rate ကျသွားတော့ okay ပြီးတော့ minor grid line ကိုလည်းဒီလိုပဲ select ပေးပြီးတော့ဒီက value ကို short ပေးလိုက်အဲ့ဒါဒီလောက်ဆိုမြင်ရတယ်ပေါ့နော်လို့လည်းမြင်ရတယ်မျက်စိလည်းမထိတော့ဘူးဒီလိုဒီ things ကိုပြောင်းလိုက်တဲ့အချိန်မှာတခုသတိထားမှာကျွန်တော်တို့ဒီ layer ထဲမှာ default ကဒီမှာ color black ဖြစ်နေကတ်တခုဆွဲလိုက်မှာပေါ့နော်စဝိုင်းတခုဆွဲလိုက်ဒီမှာစဝိုင်းကဒီမှာဆွဲထားတယ်မမြင်ရဘူးနောက်ခံအရောင်နဲ့ဒီမှာစဝိုင်းကဆွဲထားတယ်ပေါ့နော်နောက်ခံအရောင်ကအမဲဖြစ်နေတယ်သူ default ကလည်းအမဲဖြစ်နေတော့မမြင်ရဘူးအဲ့တော့ကျွန်တော်တို့ကဒီ line ဒီ default layer ကိုcolor နေရာမှာတစ်ချက်နှိပ်ပြီးတော့အရောင်တစ်ခုရွေးပေးထားလိုက်ပြီးရင်ဒီ rhino option အောက်က modeling it ဆိုတဲ့ဟာကိုတစ်ချက်သွားမြားလေးကိုတစ်ချက်နှိပ်လိုက်ဒီမှာ net ဆိုတဲ့ဟာရှိဒီ net key ဆိုတာဘာပြောလဲဆိုဒီ key ပုံမှာပါတဲ့ arrow key လေးတွေပေါ့နော် left right up down ဒီ key လေးခုနဲ့သုံးမယ် arrow key တီးတန့်ကိုရွေးလိုက်မယ်ဒီ net direction ကကြတော့ sibling axis ပဲထားဒီ value တွေကြတော့ကိုသုံးမဲ့ဟာနဲ့အဆင်ပြေမဲ့ value ကိုပြောင်းပါတော့ကျွန်တော်ကတော့ဒီ net key အလုံးကို 0.1 control key နဲ့ arrow key နဲ့တွဲနေလို့ရှိရင် 0.5 shift and net key ဆိုလို့ရှိရင်1 milli ပေါ့ပြီးရင် okay တစ်ချက်နှိပ်လိုက်ပါဒီဟာတွေပြောင်းပြီးလို့ချင်းဒီအောက်က option တွေပါတခါလေးဆက်ပြောင်းလိုက်တော့နော် smart track guide ဒီဟာမပြောင်းဘူး cursor to tips ဆိုတဲ့ဟာကိုဒီမှာ osnet distance ကို on လိုက်မယ်
relative point angle ကို on လိုက်မယ်ပြီးရင်ကန်ဘောကိုထပ်သွားပြီးတော့ကန်ဘောကိုမပြောင်းရင်ကျွန်တော်တို့အရင် okay တစ်ချက်နှိပ်လိုက်ပြီးရင် zona net key ဟိုပါကိုခုဆိုရင် cursor to disk ကို option ပြောင်းလိုက်တော့ဒီဟိုမှာ distance တို့ဘာလို့လာပြတယ်ပေါ့နော်ဒီမှာသူ့ကို select ပေးပြီးတော့ arrow key တစ်ချက်နှိပ်လိုက်အဲဆိုရင်ဒါ arrow key တီးတန်းနှိပ်လိုက်တော့ 0.1 mm ရွှေ့သွားပြီပေါ့ပြီးရင် control key ကိုနှိပ်ပြီးတော့ arrow key ကိုတစ်ချက်နှိပ်လိုက်လို့ရှိရင် 0.5 mm ရွှေ့သွားပြီးရင် shift key ကိုနှိပ်ပြီးတော့ arrow key ကိုနှိပ်လိုက်လို့ရှိရင်1 mm ရွှေ့သွားတယ်ပေါ့ပြီးရင် option တွေကိုပြန်သွားမယ်ဒီ gun ball ဆိုတာဒီများသုံးခုနဲ့ဒီ logo လေးပေါ့နော်အဲ့ဒီဟာလေးကိုပြောတာအဲ့မှာကျွန်တော်တို့ဘယ်ဟာပြောင်းမလဲဆိုရင် menu ball size ဆိုတဲ့ဟာပေါ့နော်အဲ့ဒါဘာပြောလဲဆိုဒီမှာမြင်နေရတဲ့အဖြူရောင်ဝိုင်းလေး select ပေးမယ်ဆိုလို့ရှိရင်သူကသေးနေတော့တခါတည်းကျရင် select ပေးဖို့ခက်တယ်ပေါ့နော် menu ball size ကိုနည်းနည်းကြီးပေးထားလိုက်15လောက်ထားကြည့်ပြီးရင်နောက်ထပ်ဘာပြောင်းမလဲဆိုရင်ကျွန်တော်တို့ Rhino option အောက်ကပဲဒီ keyboard ဆိုတဲ့လေးကိုသွားမယ်အဲ့ဒီမှာ shortcut key เนาะဒီ shortcut key တွေကဥပမာကိုတခြား software တွေသုံးနေတယ်ဆိုလို့ရှိရင်လည်းတခြားတနေရာမှာသုံးတဲ့ shortcut ကိုဒီမှာလာပြီးတော့အတူတူသုံးလို့ရတယ်ပေါ့နော်ဒီကိုလုံးဝဒီမှာ customize တစ်ခုချင်းစီကိုပဲ shortcut ကိုသုံးတယ်ဘယ်ဟာကိုအားတန်လဲလုံးဝ flexible ဖြစ်တယ်ကွာဒီမှာအကုန်လုံးကိုတစ်ခုချင်းစီကိုဒီမှာလာပြီးတော့ကို customize လုပ်လို့ရတယ်ဥပမာဒီဟာ control V ဆိုရင် volume difference ဒီ control D volume split ဆိုတာကျွန်တော် customize ကိုယ့်အကိုလုပ်ထားတဲ့ဟာပေါ့နော်ဒီမှာတတိထားမှာတစ်ခုတော့ရှိရပေါ့နော်ဥပမာဒီမှာ command တွေမှာရေးထားတယ်ဒီဥပမာဒီမှာ volume difference ဆိုလို့ရှိရင်ဒီအပေါ်ကဟာတွေလို့ဒီအရှိကဒီသင်္ကေတလေးတွေမထည့်တာကို exclamation mark တို့ underscore တို့မပါဘဲနဲ့ဒီတိုင်းစာပဲရိုက်တာအဲ့လိုမျိုးဆိုလို့ရှိရင်ဒီဥပမာ volume difference ဆိုရင် volume နဲ့ပတ်သက်တဲ့ comment တွေကိုပြောင်းမယ်ဆိုရင်သူ့အတိုင်းပဲစာရိုက်ပြီးရေးလိုက်ရုံနောက်တစ်ခုကဒီမှာ control G က group ပေါ့နော်သူနဲ့သက်ဆိုင်တဲ့ဟာ n group ရှိမယ်ကွာ n group ကိုပြောင်းမယ်ဆိုရင်ဒီ n group အရှိမဒီသင်္ကေတလေးနှစ်ခုကိုထည့်ရေးပေးရအဲ့ကြမှာအဲ့ဒီ fashion ကအလုပ်လုပ်တယ်ပေါ့နော်ဒီအရှိကဒီ sign လေးကိုမထည့်ဘဲနဲ့ဟိုမှာ n group ပဲရေးလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီဟာကဒီထဲမှာတော့ပြောင်းတော့တယ်ဒါပေမဲ့တကယ်ကို shortcut သုံးပြီးအလုပ်လုပ်တဲ့အချိန်မှာကျတော့အဲ့ဒီကောင်က apply မဖြစ်ဘူးဟိုမှာ control W ဆိုရင် n group ပေါ့ဒီဟာလဲကျွန်တော် customize လုပ်ထားတဲ့ဟာဒီလိုဒီစာလုံးရဲ့အရှိမှာ sign လေးထည့်ပေးလိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒီ customize အကုန်လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီတိုင်းထားလိုက်လို့ရှိရင်တော့ပိတ်လိုက်ရင်ပြန်ပြတ်သွားမှာပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်တို့ file ကို template အနေနဲ့တင်ထားပေးရအဲ့ဒီဟာတင်မယ်ဆိုရင်ဒီ file တွေက save as template ဆိုတဲ့ဟာရှိတယ်အဲ့ဒီကောင်လေးရွေးလိုက်ပြီးရင် source နဲ့ကျွန်တော်တို့ဖွင့်ခဲ့တဲ့ဟာဒီ small object millimeter เนาะဒီ file အနေနဲ့ပဲကျွန်တော်တို့ save လိုက်လို့ရတယ်ဒါမှမဟုတ်လဲ file name အသစ်တစ်ခုပေးပြီးတော့ဥပမာကျွန်တော်ဒီဟာဆိုရင် small object millimeter customize okay အဲ့ဒါဆိုရင်သူက template အနေနဲ့ save ပါပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ zona တင်လိုက်တဲ့ custom ဟိုဟာကိုဒီမှာ small object customize ဆိုတဲ့ဟာကိုပြန်ဖွင့်ကြည့်အဲ့ဒီမှာဒီ line ပါကျွန်တော် delete မလုပ်လိုက်တော့အဲ့ဒီမှာပါနေပေါ့နော် delete လုပ်ပြီးတော့ပြန်ပြီးတော့ save လိုက် save as template millimeter customize အဲကြပထမတင်ထားတာရှိတော့ replace လုပ်မလား yes ရွေးပေးလိုက်မယ်အဲဒါကျွန်တော်တို့လုံးဝ customize လုပ်ထားခဲ့တဲ့ UI ပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့ software ဖွင့်ခြင်းမှာဒီ about Rhino 0ဆိုတဲ့ဒီဟာလေးပေါ်တယ်ပေါ့နော် software စလိုက်ခြင်းမှာကျွန်တော်တို့တင်လိုက်တဲ့ဒီ customize တွေကိုတခါတည်းတန်းပြီးတော့သုံးလို့ရတယ်ပေါ့ဒီ small object မှာဆိုလည်းဒီမှာကျွန်တော်တို့တင်ထားတဲ့ template ကဒီမှာလာပေါ်မယ်ပေါ့နော်ကိုလုံးမဲ့ project ပုံမူတည်ပြီးပေါ့နော်ကိုကဒီ small object သေးသေးလေးတွေကိုဆွဲမှာလားဒါမှမဟုတ်ဒီ object အကြီးတွေကိုဆွဲမှာလားပေါ့အဲ့ဒီပုံမူတည်ပြီးတော့ဒီမှာကိုသုံးကျင်တဲ့ unit နဲ့ကိုရဲ့ customize template တွေကိုလုပ်ပြီးတော့အသုံးပြုလို့ရပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုမှာကျွန်တော်က Rhino 8UI ကိုရဲ့ workflow နဲ့ကိုက်ညီအောင်ဘယ်လို customize လုပ်ရမလဲဆိုတဲ့ဟာကိုအသေးစိတ်ပြောပြပေးခဲ့တာဖြစ်ပါတယ်
ဒီဗီဒီယိုက useful ဖြစ်တယ်ဆိုလို့ရှိရင်ဗီဒီယိုကို like and subscribe နှိပ်ပြီးတော့ comment မှာမိတ်ဆွေတို့ရဲ့အမြင်တွေကိုရေးခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတွေ့ကြပါမယ်